မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေနေတိုင်းကောင်းကင်ကိုမောကြည့်နေကြပါတယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်နေတဲ့ကောင်းကင်ရံထဲမှာကျွန်တော်တို့မတည်သေးတဲ့ဖြစ်ရတွေကတော့ဆက်လက်ဖြစ်ပေါ်နေသေးပါ2025ခုနှစ်ကမ္ဘာပတ်လမ်းကြောင်းအမြင့်တနေရာမှာတရုတ်နိုင်ငံရဲ့ပြန်လည်အသုံးပြုနိုင်တဲ့စမ်းသပ်အာကာသယာဉ်ရှန်လုံးကတော့လူအများသတိမထားမိတဲ့လှုပ်ဆောင်ချက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့သူ့ရဲ့ကိုယ်ထဲကနေအမည်မသိတဲ့အရာဝတ္ထုတစ်ခုကိုကမ္ဘာပတ်လမ်းကြောင်းလေးကိုလွတ်တင်လိုက်တာပါပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီအရာဝတ္ထုကဘာလဲဘာအတွက်အသုံးပြုတာလဲဘလို့နည်းပညာမျိုးတွေပါဝင်လဲဆိုတာယနေ့ဒီတရုတ်အစိုးရဘက်ကလည်းတရားဝင်မထုတ်ဖော်သေးပါဘူးဒါဟာကောလာဟာလာလည်းမဟုတ်ပါဘူးဇွန်လ22ရက်နေ့မှာကမ္ဘာပတ်လမ်းကြောင်းကိုခြေရခံနေတဲ့လီယိုလက်စ်ကတော့ချန်လုံနဲ့ဆက်ဆက်နေတဲ့အရာဝတ္ထုတစ်ခုကိုပထမဆုံးခြေရခံတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ orbit data တွေကိုဆက်လက်စစ်ဆေးခဲ့ရမှာဒီအရာဝတ္ထုကချန်လုံအာကာသယာဉ်ကနေထွက်လာခဲ့တာဖြစ်ကြောင်းကိုအတည်ပြုနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာပိုစိတ်ဝင်စားစရာကောင်းတာကဒါဟာပထမဆုံးအကြိမ်တော့မဟုတ်တော့ပါဘူးရှန်လုံကအရင်မစ်ရှင်တွေအတွင်းမှာလည်းအခုလိုပဲအမည်မသိတဲ့အရာဝတ္ထုကိုလွတ်တင်ခဲ့ဘူးပါတယ်အဲ့ဒီအချိန်တိုင်းမှာသိပ္ပံပညာရှင်တွေဂျူရုချီယာကန်သူတွေအာကာသလေ့လာသူတွေကတော့တူညီတဲ့မိကုံးတစ်ခုကိုထပ်ခါမေးမြန်းခဲ့ကြပါတယ်ရှန်လုံဟာတကယ်ဘာလုပ်နေရလဲဒါဟာဤပညာစမ်းသပ်မှုတစ်ခုလားဂျူရုပြုပြင်ထိန်းသိမ်းရေးစနစ်လားဒါမှမဟုတ်အများပြည်သူများမသိသေးတဲ့အခြားရည်ရွယ်ချက်တစ်ခုခုများရှိနေရလားလက်ရှိအချိန်ထိတော့အဖြေကိုတိတိကျကျဘယ်သူမှမသိသေးပါဘူးဒါပေမဲ့အတည်ပြုနိုင်တဲ့ data တွေပတ်လန်းလှုပ်ရှားမှုတွေနဲ့ရှန်လုံရဲ့အရင်မစ်ရှင်တွေကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာဒီလိုအချက်ဟာထင်ထားတဲ့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပါတယ်ဒါဆိုရင်ရှန်လုံဟာတကယ်ဘယ်လိုအာကာသယာဉ်မျိုးလဲဘာကြောင့်သူ့ရဲ့မစ်ရှင်အများစုကလို့ဝထားရတာလဲအပြီးတော့အမည်မသိတဲ့အရာဝတ္ထုဟာသိပ္ပံနည်းကျစမ်းသပ်မှုတစ်ခုလားဒါမှမဟုတ်ဒီထက်ပိုကျန်းတဲ့ဇလန်းအဲ့ဒီလိုဒီထက်ပိုကျန်းတဲ့ဇလန်းတစ်ခုရဲ့အစပဲလားဆက်လက်ပြီးတော့အတည်ပြုထားတဲ့အချက်လက်တွေနဲ့တစင်ချင်းလေးလာသွားကြရအောင်ရှန်လုံးဒီအမည်ကိုတော့လူအများကြားဘူးကြပေမဲ့သူ့ရဲ့အကြောင်းကိုတကယ်သိတဲ့လူကတော့အလွန်ကိုနည်းပါးလာပါတယ်တရုတ်နိုင်ငံကရှန်လုံးကိုပြန်လဲအသုံးပြုနိုင်တဲ့စမ်းသပ်အာကာသယာဉ်လို့သာတရားဝင်ဖော်ပြထားပါတယ်ဒါပေမဲ့သူ့ရဲ့မစ်ရှင်အသေးစိတ်တည်ဆောင်သွားတဲ့နည်းပညာနဲ့ဘယ်လိုစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုတော့အများပြည်သူတန်းကိုထုတ်ဖော်ပြောကြားထားတာအလွန်ကိုနည်းပါးပါတယ်ဒါကလည်းအာကာသလောကမှာထူးခြားတဲ့အရာတစ်ခုတော့မဟုတ်တော့ပါဘူးဘာလို့လဲဆိုရင်နိုင်ငံအများစုဟာစမ်းသပ်စေအာကာသနည်းပညာတွေကိုတချို့အပိုင်းတွေမှာလိုအပ်ထားလေရှိကြပါတယ်ရှန်လုံရဲ့အဖြစ်အမှာတော့ကျွန်တော်တို့ကဘာတဝမ်းကအာကာသခြေရာခံသူတွေကိုပို့ပြီးတော့စိတ်ဝင်စားစေခဲ့တဲ့အချက်တစ်ခုကလည်းရှိနေပါတယ်အဲ့ဒါကတော့မစ်ရှင်ပြီးဆုံးကနေတိုင်းရှန်လုံကသူနဲ့အတူတည်ဆောင်လာတဲ့အရာဝတ္ထုတချို့ကိုပတ်လန်းကြောင်းထဲမှာခွဲထုတ်ပြီးတော့လွတ်တင်လေးရှိနေတာပါဒီလိုလွတ်တင်မှုတွေကိုလည်းကမ္ဘာပတ်လန်းကြောင်းစောင့်ကြည့်နေတဲ့လီယိုလက်စ်နဲ့အခြား orbit taking အဖွဲ့အစည်းတွေကခြေရာခံမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်ဒီအရာဝတ္ထုတွေကတကယ်ဘာလို့နိုင်တယ်လဲဘာရွေချက်နဲ့တိဆောက်ထားတာလဲဆိုတာကိုတော့အခုချိန်ထိတရားဝင်မသိရသေးပါဘူးဒီနေရာမှာသတိထားမယ့်အချက်တစ်ခုကလည်းရှိနေပါတယ်အင်တာနက်ပေါ်မှာဒီအရာဝတ္ထုဟာစေရေးသုံးလက်နဲ့ဖြစ်နိုင်တယ်ဒါမှမဟုတ်ဂျိုးတုဖြတ်ဆက်ဖြစ်နိုင်တယ်အဲ့လိုခံမှန်းချက်တွေအများကြီးကိုတွေ့နေရပါတယ်ယခုလက်ရှိအချိန်ထိတော့ဒီယူဆတွေအတည်ပြုထားတဲ့တပ်တွေကလည်းမရှိသေးပါဘူး Falcon နဲ့ simulation ကိုမရောဘူးလေအလွန်ရေးကြည့်ပါတယ်လက်ရှိအတည်ပြုနိုင်တာတခုတည်းကရှန်လုံကမ္ဘာပတ်လန်းကြောင်းထဲမှာအမည်မသိတဲ့အရာဝတ္ထုတစ်ခုကိုလွတ်တင်ခဲ့တယ်ဆိုတဲ့အဖြစ်အပပါပဲဒါဆိုရင်တော့ဆက်လက်လေ့လာကြည့်ရအောင်ဒီလိုအရာဝတ္ထုကိုအာကာသထဲလွတ်တင်ရတဲ့အကြောင်းရင်းတွေကဘာတွေဖြစ်နိုင်မလဲအာကာသကျွမ်းကျင်သူတချို့ကတော့ဒီလိုပလန်းတွင်းမှာခွဲထုတ်လွတ်တင်လိုက်တဲ့စနစ်တွေကိုဂျူရုစစ်စေးနည်းပညာစမ်းသပ်မှုဒါမှမဟုတ်အနာဂတ်အာကာသဝန်ဆောင်မှုလုပ်ငန်းတွေအတွက်စမ်းသပ်ချက်ဖြစ်နိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်အဲ့ဒီအချက်တွေကတော့ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်ဖြစ်ပြီးတော့တရုတ်အစိုးရအတည်ပြုထားတဲ့အချက်လက်လည်းမဟုတ်သေးပါဘူးဒါဆိုရင်ရှန်လုံကလွတ်တင်လိုက်တဲ့အမည်မသိတဲ့အရာဝတ္ထုဟာ
တကယ်ဘလို့ပလန်းကြောင်းနဲ့မှာရွေလျားနေတာလေ Ovid data တွေကဘလို့ပြောပြနေသလဲပြီးတော့ဒီလှူရှားမှုကသိပ္ပံပညာရှင်တွေကိုဘာကြောင့်ပို့ပြီးတော့စိတ်ဝင်စားစေခဲ့တာလဲအာကာသထဲမှာလှုပ်ဝက်ချက်တွေကိုဖုံးကွယ်ထားနိုင်ပါတယ်ဒါပေမဲ့လည်းပလန်းကြောင်းကိုတော့ဖုံးကွယ်ဖို့ပို့ပြီးတော့ခက်ခဲပါတယ်ကမ္ဘာပလန်းကြောင်းနဲ့ရောက်သွားတဲ့အရာဝတ္ထုတိုင်းဟာသူ့ရဲ့ရွေလျားမှုကို data ဖြစ်နေကျန်ရစ်စေခဲ့ပါတယ်အဲ့ဒီ data တွေကိုကမ္ဘာတစ်ဝန်းက Ovid target network တွေကနေအချိန်နဲ့တပြေးညီစောင့်ကြည့်လို့နေကြပါတယ်ရှန်လုံကအမည်မသိတဲ့အရာဝတ္ထုကိုလွတ်တင်ပြီးတဲ့နောက်လီယိုလက်စ်နဲ့တခြားချီယာကန်အဖွဲ့တွေကလည်းအဲ့ဒီအရာဝတ္ထုရဲ့ပတ်လန်းကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်အဲ့ဒီအချက်ကတော့တစ်ခုကိုအသေးချာအတည်ပြုပေးနိုင်ခဲ့ပါတယ်အရာဝတ္ထုဟာရှန်လုံနဲ့တကယ်ဆက်ဆက်နေခဲ့တယ်ဆိုတာပါပဲဒါပေမဲ့လည်းသူ့ရဲ့တာဝန်ကဘာလဲဆိုတာကို data တစ်ခုတည်းနဲ့တော့မပြောနိုင်ပါဘူးဒီလိုအခြေအနေမျိုးတွေမှာသိပ္ပံပညာရှင်တွေကအဖြေကိုမခံမှန်းခင်မှာအထောက်ထားကိုအရင်ကြည့်ကြပါတယ်ဒါကြောင့်လဲကျွမ်းကျင်သူတချို့ကတော့ဖြစ်နိုင်ရည်တချို့ကိုသုံးသပ်ထားကြတာပါဥပမာဒီအရာဝတ္ထုဟာအနာဂတ်မှာဂျိုရုတွေကိုစစ်ဆေးချင်းကဒါမှမဟုတ်ဤပညာပိုင်းတွေကိုစမ်းသပ်ဖို့အသုံးပြုမဲ့ဆယ်ရန်တရားဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်နောက်ထပ်သုံးသပ်ချက်တစ်ခုကတော့ပြန်လည်ပြီးအသုံးပြုနိုင်တဲ့အာကာသယာဉ်တွေအချင်းချင်းအဲ့ဒီပတ်လန်းထဲမှာလှုပ်ဆောင်နိုင်တဲ့ဤပညာတွေကိုစမ်းသပ်နေတယ်လို့လည်းယူဆကြပါတယ်ဒီချက်တွေအားလုံးကတော့ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်သာဖြစ်ပါတယ်တရုတ်ဘက်ကတော့ဒါကိုအတည်ပြုထားခြင်းလုံးဝမှမရှိသေးပါဘူးဒါဟာအာကာသသိပ္ပံရဲ့အရေးကြီးဆုံးစင်းမြစ်တစ်ခုကိုသတိရစေပါတယ်အထောက်အထားမပြည့်စုံသေးရင်ကောက်ချက်ချလို့မရဘူးဆိုတာပါပဲဒါပေမဲ့တေချာတာတစ်ခုကတော့ရှန်လုံးကတစ်ချိန်တည်းဒီလိုလုပ်ခဲ့တာမဟုတ်ဘူးဆိုတာရဲ့အရင်မရှင်တွေမှာလည်းစင်တူတဲ့လှုပ်ရှားမှုတွေရှိခဲ့ဘူးလေဆိုတာရဲ့ဒါကြောင့်လည်းဒီဖြစ်ရဟာတိုက်ဆိုင်မှုတစ်ခုတည်းပုံနေတယ်လို့သိပ္ပံလောကကစိတ်ဝင်စားနေကြတာပါဒီလိုဆိုရင်တော့တရုတ်နိုင်ငံဟာဘာကြောင့်ဒီလိုနည်းပညာတွေကိုဖွံ့ဖြိုးအောင်ကြိုးစားနေတာလဲဒီနည်းပညာတွေကအနာဂတ်အာကာသပြိုင်ဆိုင်မှုကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်မလဲပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကဘာကြောင့်မို့ဒီမစ်ရှင်တွေကိုအနီးကပ်စောင့်ကြည့်နေကြတာလဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အာကာသနည်းပညာရဲ့အနာဂတ်နဲ့ရှန်လုံမစ်ရှင်ရဲ့ဖြစ်နိုင်တဲ့တက်ရောက်မှုတွေကို fact နဲ့ alliance အပေါ်အခြေခံပြီးတော့အတူတကွလေ့လာသွားကြရအောင်တခါတလေတမိုင်းကိုပြောင်းလဲစေခဲ့တဲ့ဖြစ်ရပ်တွေဟာကျွန်တော်တို့လူအများမြင်တွေ့နိုင်တဲ့နေရာမှာပဲဖြစ်ပေါ်နေတာမဟုတ်ပါဘူးအတိတ်စိတ်တဲ့ကောင်းကင်ယံထဲမှာယခုလိုလူအနေငယ်သာသတိထားမိတဲ့အခိုက်အတန့်လေးတွေကလည်းအနာဂတ်ကမ္ဘာကြီးကိုပြောင်းလဲပေးတတ်ပါတယ်ရှန်လုံရဲ့ဒီတစ်ချိန်မစ်ရှင်ဟာအမည်မသိတဲ့အရာဝတ္ထုတစ်ခုကိုကမ္ဘာပလန်းကြောင်းနဲ့လွတ်တင်ခဲ့တာအမှန်ပါဒါလည်းလက်ရှိအချိန်ထိတော့အတည်ပြုထားနိုင်တဲ့အချက်လည်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီအရာဝတ္ထုကတကယ်ရည်ရွယ်ချက်ကိုတရုတ်နိုင်ငံကတရားဝင်မထုတ်ပြန်သေးပါဘူးဒါကြောင့်လေဒီနေ့ကျွန်တော်တို့ကြားနေရတဲ့သုံးသက်ချက်အများစုကတော့ဖြစ်နိုင်ရည်တွေပါကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ Ovid data တွေပေါ်မှာအခြေခံထားတဲ့ခံမှန်းချက်တွေသာဖြစ်ပါတယ်နော်ဒီဖြစ်ရက်ကယခုကြည့်နေတဲ့မိတ်ဆွေတို့ရောကျွန်တော်တို့ကိုရောတေချာပြောပြနေတဲ့အရာတစ်ခုလည်းရှိပါတယ်အဲ့ဒါဟာအာကာသပြိုင်ဆိုင်လာမှုဟာဒုံးမြန်နေပုံမြန်လာတာတခုတည်းတော့မဟုတ်တော့ပါဘူးအခုချိန်မှာကမ္ဘာပေါ်မှာရှိကြတဲ့နိုင်ငံတွေအားလုံးကပြန်လည်အသုံးပြုနိုင်တဲ့အာကာသယာဉ်တွေကိုပတ်လန်းကြောင်းထဲမှာလှုပ်ဆောင်နိုင်တဲ့နည်းပညာတွေကိုအလိုအလျောက်စနစ်တွေနဲ့အနာဂတ်အာကာသအခြေခံစခန်းတွေမှာလိုအပ်မဲ့စွမ်းရည်တွေကိုတိတိကျတိုးတက်အောင်လှုပ်ဆောင်နေကြပါပြီတကယ်ဆိုရင်ကျွန်တော်တို့တွေးကြည့်လိုက်ပါလွန်ခဲ့တဲ့10စုနှစ်အနည်းငယ်ကသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေထဲမှာသာမြင်ခဲ့ရတဲ့ဒီအရာတွေအလုံးဟာဒီနေ့မှာတော့တကယ်နည်းပညာဖြစ်လာလို့နေပါပြီကဲဒါပေမဲ့စောစောကကျွန်တော်ပြောတဲ့မိတ်ဆွေတို့ကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့အမြဲသင်ပေးနေပါတယ်အဲ့ဒါကတော့တက်သေးမရှိသေးတဲ့အရာတွေကိုအမှန်တရားအဖြစ်နဲ့မယုံကြည်ဖို့ပါပဲမိကုန်းကြီးရှိနေတာကသိပ္ပံပညာရဲ့အဆုံးတော့မဟုတ်ပါဘူးဒါဟာရှာဖွေမှုအသစ်ကိုစတင်ခြင်းပဲဖြစ်ပါတယ်ဒီအချိန်မှာကမ္ဘာမြေရဲ့အထက်ကီလိုမီတာရာပေါင်းများစွာအမြင့်မှာအမည်မသိတဲ့အရာဝတ္ထုတစ်ခုဟာတိတ်တိတ်ကမ္ဘာကြီးကိုဆက်လက်လဲပတ်နေသေးပဲဖြစ်ပါတယ်သူကဘာလုပ်နေတာလဲဘလို့တာဝန်တွေကိုထမ်းဆောင်နေတာလဲအဖြေကိုတော့အချိန်ကသာဖြေဆိုပေးသွားပါလိမ့်မယ်တေချာတာတစ်ခုရှိပါတယ်စက်ကြော်လာထဲမှာကျွန်တော်တို့လူသားတွေမဖွင့်ရသေးတဲ့စာမျက်နှာတွေအများကြီးကြံရှိနေပါသေးတယ်အခုတော့မိကုန်းတစ်ခုကိုမိတ်ဆွေတို့စီကိုကျွန်တော်ထားခဲ့ကြပါတယ်ရှန်လုံကလွတ်တင်ခဲ့တဲ့အမည်မသိတဲ့အရာဝတ္ထုဟာတိပ္ပံနည်းကျစမ်းသပ်မှုတစ်ခုလို့ထင်ပါသလားဒါမှမဟုတ်ဂျိုရုပြင်ထိန်းသိမ်းရေးနည်းပညာတစ်ခုလို့ယူဆပါသလားနောက်ထပ်လူအများမသိသေးတဲ့အခြားရည်ရွယ်ချက်တစ်ခုရှိနေတယ်လို့ထင်ပါသလားဒါဆိုရင်တော့တကယ်ချင်းမိတ်ဆွေတို့ရဲ့အမြင်များကို
ကျွန်တော်နဲ့အတူကွန်မန့်မှာဆက်လက်အားချောင်ရအောင်မျှဝေပေးခဲ့ကြပါဦးဒီလိုတိတ်ပံအာကာသနဲ့ကဘာကြီးရဲ့လှုပ်ဝက်စမ်းကြဲတဲ့အကြောင်းအရာတွေတမိုင်းနောက်ကွယ်ကဖြစ်ရမှန်အမှန်တရားတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ထုံးစံတိုင်းပဲကျွန်တော်ရဲ့ channel ကို subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးလို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ